ကျင်းစာသည့်ရဲတိုင်းနဲ့ချစ်ချင်းမြတ်တာ။အိုဟောင်းပြီးတော့ကျေပြောလာတဲ့တတော်ကြီးရဲ့အလဲပဟိုမှာတော့လူသူကင်းမဲ့ပြီးရာစုနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ကြောက်သားရဲတိုက်ကြီးတစ်ခုရှိပါတယ်။အဲရဲတိုက်ကြီးကအညစ်ပူများဖုံးလွှမ်းလျက်တောအုပ်ကြီးထဲမှာကြောက်စရာကောင်းတဲ့သွားတစ်ချောင်းကဲ့သို့ထိုးထွက်နေပြီးအနည်းကိုချီးကပ်ဝန်းသူမရှိသလောက်ရှားပါလေတယ်။နေကင်းကြောင်တော်မှာပြီးထိုနေရာမှာလှုပ်ဝဲချက်တွေစုဝေးနေတဲ့ကဲ့သို့ငှက်များကအတန်တိတ်ကုန်ကြပြီးတော့တော်ရိုင်းတလိဆန်တွေကလည်းထိုနေနမိတ်ကိုကြောင်းညွန့်စွာနဲ့ရှောင်ကွင်းသွားကြပါတယ်။ရှေးလူကြီးရဲ့ပြောစကားအရအဲ့ဒီရဲတိုက်ကတစ်ချိန်ကကြီးကျယ်ခမ်းနားတဲ့မင်းမျိုးမင်းတွေနေထိုင်ခဲ့တဲ့နေရာဖြစ်တော်လေမကောင်းဆိုးအားအင်အားများကြောင့်ကျင်းစာတင့်သွားပြီးတဲ့နောက်လူသူကင်းမဲ့တော့ပျက်စီးရဲတိုက်ကြီးအဖြစ်သာကြံရင်းခဲ့တယ်လို့ဆိုပါတယ်။အဲ့ရဲတိုက်ကြီးမှာအဖွားကိုတူတယောက်တည်းနေထိုင်တော်လေသူမကိုလူသားတူခေါ်ဆိုရန်ကခေရင်လာပါတယ်။သူမသည်နေခံများအလွန်ကြောက်ရွံ့ပြီးတိုးတိုးတိတ်တိတ်သာပြောဆိုရတဲ့စိုးမာကြီးတူပဲဖြစ်ပါတယ်။သူမရဲ့ညီကိုမြည်သူမှမသိကြသလိုမြည်သူမျှလည်းမမင်းဝန်းကြဘူး။နေချိန်ရောက်ရင်တော့သူမလူသားအသွင်နဲ့မနေဘဲနဲ့ကြောင်တဲ့တကောင်ဒါမှမဟုတ်တောင်ပန်တန်မကြားတဲ့သင်းငက်တကောင်ဖြစ်နေအသွင်ပြောင်းပြီးတော့ရဲတိုင်းနဲ့လှိမ့်လေပြီးတော့သွားတတ်ပါတယ်။ညောင်ရောက်တာနဲ့ကုန်းကွာနေတဲ့ခန္ဓာကိုနာရန်ချွန်းချွန်းနဲ့မိခဲကဲသို့ညီရဲတောက်ပတဲ့မျက်လုံးများရှိတဲ့စုံမကြီးအသွင်ကိုပြန်လည်ပြောင်းလဲသွားခဲ့ပါတယ်။သူမတော်ရိုင်းတလိဆန်တွေကိုလက်ဟန်တစ်ချက်အတန်တိုးတိုးတစ်ချက်နဲ့ပြင်ထိန်းချုပ်နိုင်စွမ်းရှိပြီးတော့ဝင်းပလီများကတိုးပေါက်လေးများကဲသို့သူမထံကိုချီးကပ်ကြပြီးငှက်များကလည်းသူမရဲ့လက်ဝါးပေါ်ကိုအလိုလိုဆင်းသက်လာကြပါတယ်။သို့တော့အဲ့ဒီတော်ဝါတွေကသူမရဲ့လက်ထဲကိုရောက်တာနဲ့အသက်ဆုံးရှုံးကြရလေ။ဆုံးမကြီးရဲ့အဆိုးအဆုံးရက်ဆက်မှုကတော့အပြစ်ကင်းစင်ပြီးစိတ်နှလုံးပြုတ်စင်တဲ့မင်းမပြူများကိုကျင်းစာတိုက်ခြင်းပဲဖြစ်ပါတယ်။ရေတိုက်ရဲ့ခြေလျာပက်လေအတွင်းကိုခြေချမိတဲ့သူတိုင်းခြေလက်များတောင့်တင်းသွားကြပြီးတော့လှုပ်ရှားနိုင်စွမ်းမရှိတော့ကြပါဘူး။အကယ်၍အဲ့ဒီလူသည်စိတ်နှလုံးတန့်ရှင်တဲ့မင်းမပြူတူဖြစ်နေပါကဆုံးမကြီးရဲ့ကျင်းစာကြောင့်ညင်းငတ်တဲ့ကောင်ဖြစ်နေချက်ချင်းပြောင်းလဲသွားပြီးရဲတိုက်တွင်းမှာရှိတဲ့ကျူပင်နဲ့ပြုလုပ်ထားတဲ့လောင်ရီများထဲမှာတစ်သက်လုံးအကျဉ်းချခံကြရပါတယ်။ထိုလောင်ရီများထဲမှာငှက်ဖြင့်ပြောင်းလဲခံထားတဲ့မင်းမပြိုများစွာရှိနေပြီးညအချိန်ရောက်တိုင်းသူတို့ရဲ့ဝမ်းနဲ့ပူဆွေးသံများကရဲတိုက်နေရများတွင်တိတိစိတ်ပိတ်တင်ထက်လီရှိပါတယ်။ဒေါ်စံနဲ့မဝေးသောနေရာမှာစိမ့်လန်းဆူပြေးတဲ့မြက်ခင်းများကြည်ရင်အေးများတဲ့ချောင်းငင်နဲ့လှပတဲ့ရွာလေးတရွာလေးတည်ရှိပါတယ်။အဲဒီရွာမှာအစင်းလေးလားအချင်းလေးတင်းမြက်လာတဲ့ဂျီရင်းနာအမည်ရှိတဲ့မိမပြိုလေးတူနေထိုင်လျက်ရှိပြီးသူမကငယ်တငယ်ချင်းဖြစ်တဲ့ဂျီရင်းကျင်နဲ့တူတူအလွန်ချစ်မြတ်နိုးကြပါတယ်။သူတို့နှစ်ဦးကငယ်စဉ်ကတည်းကအတူတကွကြီးပြင်းလာခဲ့ကြပြီးတော့တစ်ပင်ရိမ်များအောက်မှာဆော့ကစားခဲ့ကြသလိုချောင်းကမ်းပြီးမှလည်းအနာဂတ်အိမ်မက်တွေကိုအတူတကွမျှဝေခဲ့ကြပါတယ်။သူတို့ရဲ့အိမ်မက်မှာအင်ငယ်လေးတစ်လုံးဆောက်လုပ်ပြီးတော့ငြိမ်းချမ်းပျော်ရွှင်စွာနဲ့မိသားစုဘဝကိုတည်ဆောက်ရန်ဖြစ်ပါတယ်။ဂျီရင်းကျင်ကစိုးမရဲ့အကြောင်းကိုကြားဘူးထားသူဖြစ်တဲ့အတွက်ဂျီရင်းနာတစ်တော်အနက်ပိုင်းကိုတယောက်တည်းမသွားနဲ့ရဲတိုက်ကြီးကိုဘယ်တော့မှမကက်နဲ့အဲ့လိုအမြဲတမ်းသတိပေးတတ်ပါတယ်။သို့တော့လူငယ်တို့ရဲ့စိတ်သဘောတဘာဝအရအဲ့အနေများမိမိတို့နဲ့အလန်းဝေးလာတယ်လို့ထင်မှတ်နေခဲ့ကြပါတယ်။တနေ့ညနေခင်းနေအောင်ကြီးရွှေအောင်တန်းနေတဲ့အချိန်မှာတော့သူတို့တို့ကတစ်တော်ဆက်ကိုလမ်းလျှောက်ထွက်လာခဲ့ကြပါတယ်။လေထဲမှာထင်းရှူးနဲ့များတင်းပြန့်နေပြီးငှက်များရဲ့တေးနဲ့များလည်းတာယာစွာထွက်ပေါ်နေခဲ့တော့လေခဏကြာမှတော့အရာလုံးဟာထူးဆန်းစွာနဲ့ပြောင်းလဲသွားကြလိမ့်မယ်။လေကရိုးရဲအေးဆက်လာပြီးငှက်တံများတိတ်ဆိတ်ကုန်ပြီးတော့တစ်ပင်များကလည်းအသက်ဝင်လာတဲ့ကဲ့သို့ရင်းရိုင်လှုပ်ရှားနေကြပါတယ်။ဂျင်းနာမျက်ရည်ဝဲပြီးတော့ဒီနေ့တော့ဘာမှမသိတဲ့ဝမ်းနေမှုကြီးကရင်ထဲမှာဖုံးလွှမ်းနေတယ်လို့ပဲအဲ့လိုပြောလိုက်တဲ့အချိန်မှာသူတို့ကလမ်းပြောက်ပြီးစိုးမရဲ့ရဲတိုက်ရှိကိုရောက်နေကြောင်းသတိမထားမိခဲ့ကြပါဘူး။ရိုးရဲသိန်းငတ်နဲ့ကြီးတစ်ကောင်ကကောင်းငင်ကနေဆင်းသက်လာပြီးဂျီရင်းကျဲကိုဝိုင်းဘက်ပြန်တန်းကအာယုံလွဲထားတဲ့အချိန်မှာဂျီရင်းနာရဲ့ကိုခန္ဓာအလင်းရောင်နဲ့တစ်ခုတွင်ပျောက်ကွယ်သွားပြီးလှပတဲ့ညင်းငယ်လေးတစ်ကောင်ဖြစ်နေပြောင်းလဲသွားပါတယ်။စိုးမရထုံငက်ငယ်လေးကိုကောက်ယူပြီးတော့ရဲတိုက်တွင်ကိုဝင်သွားပြီးဂျီရင်းကျဲကိုလည်းကျင်းစာတိုက်ပြီးတော့မလုံမရှားနိုင်အောင်ချုံနှောင်ထားခဲ့ပါတယ်။ညမောင်ကြောက်တဲ့ခါမှာတော့စိုးမကြီးပြန်ထွက်လာပြီးတော့ရွေးဆောင်းစွာနဲ့ရီမောပြီးလာမင်းကြီးဒီရဲတိုက်ကိုထုံးလင်းနေသည်မင်းကိုလွတ်ပေးလိုက်မယ်။ဒါပေမဲ့မင်းရဲ့ချစ်သူကိုတော့ဘယ်တော့မှပြန်မရနိုင်ဘူးလို့ဆိုလိုက်တယ်။ကျင်းစာပြီးဂျီရင်းကျဲကဒူးထောက်လဲကြပြီးတော့ဂျီရင်းနာကိုပြန်ပြီးရန်ငုံယိုတောင်းပန်ခဲ့တော်လေစိုးမကြီးကလုံးဝဂရုမစိုက်ဘဲနဲ့ရဲတိုက်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်။ရပောင်းများစွာကြာမြင့်ပြီးတဲ့နောက်ဂျင်းရင်းကျဲကဝမ်းနေပူဆွေးမှုတွေကိုရင်ဝင်ပိုက်ပြီးတော့အနီးမရှိတဲ့ရွာတရွာမှာတိုးချောင်းသားဖြစ်နေလောက်ကင်ခဲ့ရတယ်။သို့တော့ဂျင်းရင်းနာကိုကယ်တင်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကသူ့ရဲ့နှလုံးသားထဲမှာတနည်းတစ်နည်းပို့ပြီးတော့ခိုင်မာလာခဲ့ပါတယ်။တညမှာသူကသွေးကဲသို့ညီရတဲ့ပန်းတွင်းကိုအိမ်မက်မက်ခဲ့ပြီးထိုပန်းရဲ့လေမှာလောင်မင်းကဲသို့တောက်ပါတဲ့ပလဲတစ်လုံးရှိနေတာကိုမြင်တွေ့ခဲ့ပါတယ်။အိမ်မက်ထဲမှာအတန်တန်ကစစ်မှန်သောချစ်ချင်းမြတ်တာရှိသူသာဤပန်းကိုရှာတွေ့နိုင်ပြီ။အဲ့လိုပြောဆိုသွားခဲ့ပါတယ်။နနက်မိုးလင်းတာနဲ့ဂျီရင်းကျဲကတောင်တန်းများချောင်းများနဲ့တောနက်တွေကိုဖျက်ချော်ပြီးတော့အဲ့မော်ပန်းကိုရှာဖွေခဲ့ပါတယ်။
ရပောင်းများစွာအစာရည်စာပြက်လက်မှုမိုးလေဝသတန်းနဲ့တောအိုင်းတလိဆန်များရဲ့အနေကိုရင်ဆိုင်ခဲ့ရတော့လေဂျင်းနာရဲ့အပြုံးမှုသာစိတ်ထဲမှာမြင်အောင်နေခဲ့ပါတယ်။ဒါကြောင့်နောက်မဆုတ်ခဲ့ပါဘူး။နောက်ဆုံးမှာတော့တောအုပ်လေမှာရှိတဲ့အလင်းအောင်တောက်ပနေတဲ့နေရာတစ်ခုမှာအဲ့ဒီမော်ဘန်းကိုတွေ့ရှိခဲ့ပါတယ်။မော်ဘန်းကိုကင်ဆောင်ကရေတိုက်ကိုပြန်ရောက်လာတဲ့အခါတကားရလိုလိုပွင့်သွားပြီးတော့စိုးမရဒေါသတကြီးနဲ့တိုက်ခိုက်ရန်ကြိုးစားခဲ့တော့လေမော်ဘန်းရဲ့တကူကြောင့်သူမအနီးကိုမကန့်နိုင်တော့ဘူး။ဂျင်းချင်းကျလေလောင်ရီများချာမှာဂျင်းနာကိုရှောက်ဖွေပြီးတော့မော်ဘန်းနဲ့လောင်ရင်ကိုထိလိုက်တာနဲ့အလင်းရောင်တွေကတောက်ပစွာပေါ်ထွက်လာပြီးတော့ဂျင်းနာကလူသားအသွင်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။နှုတ်သားမျက်ရည်များနဲ့တင်းကျပ်စွာဖက်တွေထားကြပြီးနှစ်ပေါင်းများစွာခွဲခွာခဲ့ရတဲ့ကဲ့သို့ဝမ်းသာပျော်ရွှင်နေကြပါတယ်။အဲဒီနောက်ဂျင်းချေကစိုးမရီကိုမော်ဘန်းနဲ့ထိလိုက်ရာသူမရဲ့စွမ်းအားများလုံးပျောက်ကွယ်သွားပြီးတော့ရေတိုက်တစ်ခုလုံးကိုဖုံးလွှမ်းထားတဲ့ကျင်းစာတွေကလည်းပြိုကွဲသွားလိမ့်။လောင်ရီများလုံးလိုလိုပွင့်လာပြီးတော့ငှက်များဖြစ်နေအကျဉ်းကျနေတဲ့မိမပြိုလေးတွေကလည်းလူသားတွင်ကိုပြန်လည်ရောက်ရှိလာကြပြီးတော့ဝမ်းသာမျက်ရည်များနဲ့မိမိတို့အိမ်ကိုပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။အမောင်ဖုံးနေခဲ့တဲ့ရေတိုက်ပေါ်မှာနေအောင်ကြီးကပထမဆုံးချိန်ပြန်လည်ကြားရောက်လာပြီးတော့ချောက်သွင်းနေတဲ့တစ်ပင်များမှာအရွယ်စိမ်းများပြန်လည်ထွက်ပေါ်လာပြီးငှက်ကလေးများကလည်းလွတ်လပ်စွာဒီသချင်းများတီးဆိုကြပါတယ်။ရန်နေငယ်ကြတဲ့ခါမှာတော့ဂျင်းရင်းနာနဲ့ဂျင်းရင်းချေတို့ရဲ့မင်္ဂလာပွဲကိုရွာသူရွာသားတွေအားလုံးကစွမုံကောင်းတောင်းတန်နေကြားမှာစီကားတိုက်ရိုက်စွာနဲ့ကျင်းပခဲ့ကြပြီးတော့ပျော်ရွှင်မွေရာမင်္ဂလာခေါင်းလုံးတဲ့များကရွာသူရွာလုံးသားမကတစ်တော်တစ်ခုလုံးပဲ့တင်ထန်နေခဲ့ပါတယ်။အိန္ဒိယစပြီးတော့ကျင်းသာသင့်ရေတိုင်းလိုလူသိများခဲ့တဲ့နေရာကငင်းညမ်းချင်းနဲ့မျောလင်းခြင်းရဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပြီးလူများကစစ်မှန်တဲ့ချစ်ချင်းမြတ်တာနဲ့တစ္ဆာတရားကအပြင်းထန်ဆုံးကျင်းစာကိုပင်အနိုင်ယူနိုင်သည်ဆိုတဲ့စကားကိုမျိုးဆက်စစ်စစ်လက်ဆင့်ကမ်းပြောဆိုခဲ့ကြပါတယ်။